ဒီမျိုးသမီးဟာ live stream လွှင့်နေတဲ့အချိန်မှာ UTF ပြုတ်သွားခဲ့ပါတယ် 哥哥，你的手手怎么了？手头有点紧。哎，手有点紧的。千元。谢谢哥哥。我操，这都是你是吗？咋这样？ အဲ့ဒီတစ်ချက်ကြောင့်ပဲသူ့ကို support လုပ်ပေးနေတဲ့အမျိုးသားကသူ့ရဲ့ပတ်စံတွေကိုပြန်ပေးဖို့တောင်းဆိုတာကိုခံခဲ့ရပါတယ်တင်တာဆိုရင်ရောအဲ့ဒီပတ်စံတွေကိုပြန်တောင်းပါလားကျမတို့အင်တာနက်ပေါ်မှာမြင်နေရတဲ့ပုံရိပ်တွေဟာဘယ်လောက်ထိအစစ်အမှန်ဖြစ်နိုင်ပါမလဲအလှပဆုံးပုံရိပ်တွေချောမောလှတဲ့မျက်နှာတွေကိုမြင်တဲ့အခါမှာအဲ့ဓာတွေဟာဤပညာရဲ့ဖန်တီးမှုတွေဖြစ်နေတတ်ပါတယ်အခုတော့တရုတ်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ live stream ဖြစ်ရတဲ့ခုဟာ online လောကရဲ့လှည့်စားမှုတွေကိုဖော်ထုတ်လိုက်တယ်လို့ပါပဲချစ်စရာကောင်းတဲ့ကောင်းကောင်းလေးတစ်ယောက်ရဲ့မျက်နှာနောက်ွယ်မှာဘာတွေရှိနေတယ်လဲဆိုတာကိုဒီဗီဒီယိုကအကောင်းဆုံးသက်သေပြနေပါတယ်ဖြစ်စဉ်ကတော့တရုတ်နိုင်ငံရဲ့နာမည်ကြီး live stream platform တစ်ခုမှာစတင်ခဲ့တာပါနာမည်ကျော်အမျိုးသမီး live stream မှာတယောက်ဟာသူမရဲ့ပရိသတ်တွေကိုအလှပဆုံးမျက်နှာနဲ့နှုတ်ဆက်နေပါတယ်သူမရဲ့မျက်လုံးတွေနှာခေါင်းအသားရည်အားလုံးကအပြစ်ပြောစရာမရှိအောင်လှပနေရတော့အမျိုးသားပရိသတ်တွေအများကြီးကသူမကိုဆွဲလဲနေခဲ့ကြတာပါသူမကိုပတ်စံတွေအများကြီးပေးပြီးတော့လက်ဆောင်တွေ gift တွေပို့ပေးရတဲ့သူတွေထဲမှာအထူးသဖြင့်အမျိုးသားပရိသတ်တူကသူမကိုအရန်ကိုအရေးပေးခဲ့ရပါအရန်အန်နေပေါ့နော်ဒါပေမဲ့ဒီနေ့မှာတော့ဤပညာရဲ့အမှားတစ်ခုကသူမရဲ့နှုတ်ဝက်ချက်ကိုပွင့်ထွက်သွားစေခဲ့ပါတယ်သူမဟာ live stream လွှင့်နေရင်းနဲ့သူမအသုံးပြုနေတဲ့ beauty filter ဟာရုပ်တရက်ပြတ်သွားခဲ့ပါတယ်အဲ့ဒီထိုက်တန်မှာပဲအားလုံးမျှော်လင့်ထားလို့မဟုတ်တဲ့သူမရဲ့မုံရမျက်နှာအစင်မှန်ကိုပရိသတ်တွေကမြင်တွေ့လိုက်ရပါတယ်။ filter တက်သွားတဲ့အချိန်မှာသူမရဲ့မျက်နှာဟာအရှင်းတော့မဟုတ်တော့ပဲလုံးဝပြောင်းလဲသွားခဲ့တာကိုတွေ့လိုက်ရပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမှာသူမကိုအမြဲတမ်းပတ်မိုးကူနေခဲ့တဲ့အမျိုးသားပရိသတ်တူဟာအားသေးတုံ့လောက်သွားခဲ့ပါတယ်။သူအရန်ကိုစိတ်ပြတ်သွားခဲ့တာကတော့သူမကိုအားပေးခဲ့တဲ့ပတ်စံတွေလက်ဆောင်တွေအားလုံးဟာအလကားဖြစ်သွားပြီလို့ခံစားလိုက်ရတာပါအခြေအနေကဘယ်လောက်ထိဆိုးသွားသလဲဆိုရင်သူမထက်ပေးပို့ခဲ့တဲ့ငွေဆွေအားလုံးကိုပြန်ပေးဖို့တောင်းဆိုတဲ့အထိဖြစ်လာခဲ့ပါတယ်ဒီဖြစ်ကနေကျမတို့ဗာသင်ခန်းစာယူနိုင်မလဲ online မှာနေရတဲ့ပုံရိပ်တိုင်းဟာအမှန်တရားမဟုတ်ပါဘူးဤပညာတွေကလူတစ်ယောက်ကိုလုံးဝပြောင်းလဲသွားအောင်ဖန်တီးနိုင်ပါတယ်မိတ်ဆွေတို့အနေနဲ့လည်း online ကပုံရိပ်တွေကိုပဲကြည့်ပြီးတော့မယုံကြည်သင့်တယ်လို့တစ်ဖက်မှာလည်း streamer တွေအနေနဲ့လည်းပရိသတ်တွေကိုရိုးသားဖို့လိုအပ်ပါတယ်ဒီလိုဖြစ်ရပ်တွေက online လောကမှာဘယ်လောက်ထိလှည့်စားမှုတွေရှိနေတယ်လဲဆိုတာကိုမိမောက်ထိုးပြနေပါတယ်မိတ်ဆွေဆိုရင်ရော online မှာတွေ့ရတဲ့ပုံရိပ်တွေကိုဘယ်လောက်အထိယုံကြည်လဲ